thing abe mu maro winner chicken dinner be the yashi dwa ma le round 1 ma Myanmar thing YG round 2 ma ကျွန်တော် chicken dinner Philippine MSI ကလင်နာအကြဆိုရင်တော့ဒီတပွဲတော့မြန်မာအသင်းပဲ chicken ရဖို့ chance ကတော့တော်တော်လေးကိုများနေခဲ့ပြီလို့ပြောနေပါတယ်ဗျာ okay ပါအဲ့တော့မာနဲ့စမိုင်းစေကလောက်ရိုကြီး former alive channel ကတော့လက်ဂိမ်းမှာ chicken dinner ရဖို့အတွက်ကတော့တော်တော်လေးကိုတာဆူနေပြီလို့တော့ပြောချင်တယ်အဲ့ထိတ်ဆုံးမှာဥဆောင်နေခဲ့အသင်းကျွန်တော်တို့၄သင်းလုံးကြံရှိနေတယ်214 MSI အချိန်ကြီးကောင်းနေအသင်း OV ထုံးလေး၎င်းမယ် YG ကတော့ဒါမနေ့က6ပွဲတိတိကျွန်တော်တို့ဒါမစော့အောင်ဗောနော်ဒီနေ့မှစပြီးတော့ချက်ချင်းပဲအမီကလိုက်လာပြီမှတ်တယ်ကစိတ်ဝင်စားဖို့ကောင်းနေခဲ့ပြီ YG chicken ဆိုပြီးညီမလိုလေးနဲ့မှန်းလို့ရတယ် observation esport chicken ရလဲတန်တယ် observation OV chicken ရလဲပေးလိုက်ပြတန်တယ်နော်ဘယ်သင်း chicken ရတန်တယ်ဗျာနော် Okay keep Ras 80နှစ်ယောက်ပဲကြံတယ်အဲ့တော့လက်ရှိမှာတော့မြန်မာအသင်းနှစ်သင်းအချင်းချင်းကတော့ပြန်တွေ့နိုင်ကြီးများတယ်ဗျ OV နဲ့ဒါ YG တွေနဲ့အရင်ဦးဆုံး battle စဖွင့်ရမယ့်ပုံစံမျိုးတော့ဖြစ်သွားပြီအဲ့တော့၄သင်းလုံးကိုကြည့်လိုက်တဲ့အခါမှာတော့ရန်ကုန် Galactico YG Roy မာနက် Missile ကိုတော့ပို့ကြိုတင်ပြီးတော့ယူထားခဲ့သလိုဇုံပြင်မှာတော့စမိုင်းနဲ့စေကလောက်နေခဲ့တယ်ဗျဇုံထဲမှာတွားရောက်ပြီးတော့ပဲ position ယူတိုင်းနဲ့ပဲကျွန်တော်တို့ဒါ control လုပ်ဖို့ကြိုးစားနေတယ်မာနဲ့ပြစ်ချက်တွေအောက်မှာ214 player လေးတယောက်မှောက်သွားတယ်ကပ်ပိုသွေးရတော်တော်လေးကိုင်းတော့သွားပြီဗျနောက်တဲ့နေတလုံးသာဝင်လာခဲ့မယ်ဆိုရင်တော့ကာဘိုအတွက်ကတော့မတွေးဝင့်စရာပဲညီလေးမင်းကကောင်းပါစေစမိုင်းโอเค MSI player ရဲ့ QBC ပြစ်ချက်တွေအောက်မှာစမိုင်းပြန်တော့နော်သွားခဲ့ပြီဗျ YG chicken ယူဖို့ကြိုးစားနေပြီတားရီတော့နော် player 2ယောက်ကဇုံထဲမှာကြိုတင်ပြီး control လုပ်နေတယ် MSI player MSI အသင်းကို Roy နဲ့ဒါမာနဲ့2ယောက်ထိန်းနေတယ်ဗျချင်းချင်းကိုင်းနေပဲမာနက်ရှိရဲ့ဘက်ကတော့တိုးလာပြီကလိုဒီ DBS နဲ့ပဲမာနက်ဘောပစ်ချထားရင်းနဲ့ပဲရိုကြီးမာနက်ကိုတော့နောက်ကနေကြည့်တော့ကြည့်ပေးထားတယ်ကိုပလေယာတယောက်နော်သွားခဲ့တော့ညာလဲတစ်ဖက်က MSI ပလေယာကိုလည်းပြန်ပြီးတော့နော်ပေးထားခဲ့တယ်အဲ့ဒီအချိန်မှာကစ်ကစ်ပစ်ချက်အောက်မှာစေကလောက်စမိုင်းနှစ်ယောက်တတိနော်နေခဲ့ပြီရန်ကုန် Galactico YG ပလေယာတယောက်ပဲကြံမယ်ရိုကြီးစင်မပြေလောက်တော့ဒီပုံစံတိုင်းဆိုနေကကွက်တိသွားလောက်တယ်ရိုမီယိုဘွိုင်းတော်လေးတော့ pressure များနေခဲ့ပြီလို့ပြောချင်ပါတယ်ဗျာကျွန်တော်ပြောလို့တော့မဆုံးရိုမီယိုဘွိုင်းရှိတဲ့နေရာကိုတော့ okay granite တစ်လုံးကွက်တီဝင်သွားခဲ့နောက်မှာ eliminate သို့တော့ညာလဲ key point နဲ့အများကြီး fan တာဖြစ်တဲ့အတွက် okay စင်ပီနေတော့မယ်နော် chicken သာမယူတာစင်ပီနေတော့မယ်သားကြီးတို့3သိန်းပဲကြံမယ်214 MSI OV 3သိန်းကြံမယ် come on โอเคကားနောက်လေးမှာပဲနှုတ်နေခဲ့တဲ့ player Ras 80ကိုတော့ပြန်ကင်ဖို့ကတော့မလွယ်တော့ဘူးဗျ214 player လေးကာဖိုအနေနဲ့လဲကာပိုအနေနဲ့လဲဒီအိမ်သားလေးထဲမှာငုတ်တုတ်ကိုထိုင်နေတယ်လှုပ်တာနဲ့ပြစ်ခံရမှာဗျကားတော့ရှိတယ်ကားနဲ့ပဲဇုံထဲကိုဝင်တိုးမှာပဲရမှာ MSI နေ chicken ထက်ယူမလားမသိဘူးကွာဒီကောင်နေ MSI chicken ထက်ယူမလားမသိဘူးဒီပုံစံတိုင်းဆိုရင်ဟိလားခုနကလည်း chicken ရတာဒီတပွဲလည်း chicken ထက်ယူသွားမလားမသိဘူး3-1 ရသူဘလို့မှမပြစ်နိုင်ဘူးအော်နဲ့တေပါတချို့နဲ့နေကမမပြောင်းလို့ပဲကတော့မပါဘူးပြီးသွားပြီជីជីပဲနဲ့လည်းမနာဟုတ်ပါဘူးပပလေးကတ်လျှော့ပေးနေရနေမှာဗောဘရူရဲ့တော်ကြီးဘာလို့မှာ chicken မရလဲဘရူရဲ့က key point တွေအများကြီးရတာ